လောက်ကြီးတဲ့လက်ပြတခါဘူးလို့နုံးနဲနဲ့ကြီးမို့လက်ပြတော့ကြီးတာဟာလက်ဝါးနှစ်လက်ဝါးလောက်စားရှိတယ်လက်ဝါးနှစ်ခုစားနဲနဲ့ကြီးမဟုတ်ဘူးဟာโอ้อันนี้เลยโอ้တော်တဲ့ဟာတွေဖြစ်မယ်နော်နဲတဲ့ကြီးမဟုတ်အငြိနေရောသူဘာမှမလုပ်မိုက်တယ်နဲတဲ့ကြီးမဟုတ်ဒီလိုမျိုးလိုက်ပြဒီဟာပထမအဆုံးပဲတွေ့တယ်ဒီလိုတွေ့ဘူးလေလို့ရှိရင်ကျွန်တော်ကောမအောက်မှာလည်းကြီးသွားတယ်ဘယ်လောက်ထိကြီးလဲကျွန်တော်အခုတွေ့ဘူးတဲ့လိုက်ပြတဲ့မှာတော့လက်ဝါးနှစ်ခုကားလက်ဝါးကိုအားရှိတော့ကားထားပြီးတော့နှစ်ခုဆက်လိုက်အဲ့ဒီအရွယ်စားလောက်ရှိအရန်အောင်မှကြီးတယ်ဘဝမှာတစ်ခါမှလည်းမတွေ့ဘူးဘယ်လိုတောမျိုးတွေကနေပြီးတော့ဘယ်လိုတွေရောက်ရှိလာတဲ့လက်ပြမှလည်းကျွန်တော်တို့ခါပြောတော့မတက်အတွိုင်းနိုင်နဲ့တွေ့တာပါဖမ်းတော့မဖမ်းရဘူးဘယ်လိုလက်ပြမျိုးမှလည်းမသိသူများတွေခေါ်တာတော့စင်လက်ပြလို့လည်းခေါ်တယ်တော်လက်ပြလို့လည်းခေါ်ကြတယ်ပေါ့နော်အခုကြည့်နေတဲ့ညီကောင်မောင်နှမတွေမှာလည်းဒီလိုမျိုးလက်ပြဘယ်လိုလက်ပြမျိုးတွေခေါ်ကြတယ်လဲဆိုတော့ကျွန်တော်ကိုကောမန့်အောက်မှာလည်းထည့်ပြီးတော့ရေးပေးကြတော့နော်ဟုတ်ကဲ့ပါဒီဗီဒီယိုမှာပေးအောင်ကြည့်ရှုပေးကြတဲ့ညီကောင်မောင်နှမတူဦးချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ